ဒါဆိုရင်တော့ညီလေးဖုန်းကချန်ပီယံလိနဲ့ဘီယင်းနီးသေးလို့နေပါလိမ့်မယ် အကိုကြီးဂိမ်းလေးကူးကျင်တော့ ဟေးလာပြီညီလေး ဂိမ်းလာကူတာဗျစားပိတ်ကလည်းစိုက်ကားစီးသလိုနှင်းနေတော့မကြိုက်ဘူးနော် အခုဆန်မြန်ပါတယ်ညီလေးရဲ့ဒါနဲ့ဘာကင်းကူးမလဲ SC26 နဲ့တခြားဂိမ်းတွေလိုချင်တာဒါနဲ့ခင်ဗျားတို့ဆန်ဟက်တစ်တွေကကောင်းရလားကူးနေပူပြီးလေးသွားတာတို့မယုံကွင်းလဲလို့စာပိုင်းလောက်ပဲကောင်းပြီးနောက်ပိုင်းစိုးသွားတာတို့ဘာလို့တော့မဖြစ်ဘူးမလား အဲ့လိုတော့မဖြစ်ပါဘူးညီလေးရဲ့အခုဆန်ကွန်ပျူတာရဲ့အကုန်လုံး performance ကောင်းပါတယ်ဒါနဲ့ game ကူးဖို့ laptop လေးပြီးပါအောင် ခင်ဗျားတို့ဆန် ultra full လို့တော့မိုးမြုံမလားဗျတော့ကျွန်တော်ဆက်လေရေဝင်သွားမှဆိုလို့ပါဗျာ မနေ့ညအိမ်ခွင်းမှာ2ခု3ခုနဲ့အတိခံလိုက်ရရင်ရေပြုတ်လေးကိုဒီရောက်မှလာပြီးရက်နေတွေ့ပြီမနဲ့တွေ့ ဟုတ်ဆန် Wi-Fi passport လေးပေးပါလားဗျ Wi-Fi ပတ်စော်လားရရလေညီလေးပတ်စော်က King of Europe တဲ့ဥရောပပြည်ရင်ပေါ့ကွာရှစ်စလုံးတွေကအကြီးကြီးနော် Incorrect passport လို့ပြနေချိန်လို့မရဘူးဗျ ဟုတ်လားဒါဆိုရင်တော့ညီလေးဖုန်းကချန်ပီယံလိနဲ့ဘီယင်းနီးသေးလို့နေပါလိမ့်မယ်တစ်ဖက်က support မလုပ်တာနေပဲနင်ဟို STL လို့ပြောင်းရကြည့်ပါ ဘာကြီးလဲဗျ SDN စစ်တူလွင်လေ ဂိမ်းထဲကိုနေရာလို့ပေါ်ရှိသေးလားဗျမန်ယူကစေးဟိုမှာလို့ဒဏ်ရာရနေတဲ့သူတွေကြီးပဲပြည်နေမှာဆိုလို့ပါဗျာ ရှိမှာပါမင်းည3လုံးသွင်းခံထားလို့နည်းနည်းကြက်တယ်နေရာလွတ်တွေ့ပြီဒီမှာ UCL ထားဖို့နေရာက speed တော်လွတ်နေတာအဲ့ဒီပဲထည့်လိုက်တယ်နော် SC26 ကဒီတိုင်းရိုးရိုးပဲရှိရတာရွှေဖလား edition တွေပါမရှိဘူးလား ထွက်တယ်ညီလေးရဲ့ဒါပေမဲ့ Windows 2004အတွက်ကထွက်တာပဲဆိုတော့အရန်ဟောင်းနေပြီအဲ့တော့နောက်ပိုင်းကျဘောင်ဝင်တော့သွားတာကြီး SC26 မှာအာဆင်နယ်ကန်ဖလားပြတိုင်းမှာရွှေဖလားပုံတွေပါလေမပါဘူးအဲ့တော့မပါဘူးညီလေးရဲ့ဒါပေမဲ့စိတ်ပူပါနဲ့ကာရီယံမှုကန်လို့ရှိရင်ကိုနေစက်တဲ့ဖလားမရလဲဘုတ်ဖွဲကမထုတ်တဲ့ feature အသစ်တော့ပါတယ်ဗျာ ကြားလိုက်တာဗျာ copy ကူးတာဘယ်တော့ပြီးမှာ စိတ်ရှိထားပါညီလေးဟာ trusted process လေးညီလေးတို့နီးပြအာတီတာပြောသလိုပေါ့စောင့်တာစောင့်သွားရင်ဖလားရမလာဘူးဟုတ်လားအခုလည်းငြိမ်သေးတာထိုင်ဆောင်နေရရင်မှရမှာ A few moments later. ပြင်းအောင်ပြင်းလာရင်ဂိမ်းကူးတာလေကြာရင်နော်စင်ပြိုင်ကြီးတို့အမြင့်မပြတ်နိုင်တော့နှင်းကိုဟိနေတာပဲဗျာ အခုတချင်းကြိတ်ဖွင့်ထားတယ်လေ ဘယ်မှာလဲမကြားပါဘူး sorry အမေရိကန်ကဘောလုံးတိုင်းထားလိုက်လို့ပြိသက်တောင်းချီပြီးရှိနေပေမဲ့လည်းစာကြည့်တဲ့ရောက်နေတယ်လို့တိတ်ဆိတ်နေတဲ့ဘောလုံးလေကဲပြီးပါပြီဗျာ တော်တော်စောင့်လိုက်ရနော်ဘယ်လောက်ကြာလဲဗျာ 2 3 2300ပါ